အားလုံးမျိုးများအားလုံးမင်္ဂလာညချမ်းပါဗျအခုဦးစင်းပြောမှာကတော့မိထီလာမှာဖြစ်တဲ့ပတ္တဆာကောင်းဆောင်တစ်ချိန်ကပုတ်ခွဲတက်ကြကြီးဇော်ယူထွင်းပေါ့ဗျာနော်ဇော်ယူထွင်းငိမ့်ရဲ့စစ်မှုထမ်းအစားထိုးဖို့အတွက်ငွေခိုင်းတာတရားဝင်ရဲ့လားဆိုတဲ့ခေါင်းစည်းနဲ့တင်လိုက်တဲ့အတွက်ကြောင့်မိထီလာမှာ905နဲ့ပတ္တဆာကောင်းဆောင်တကယ်လဲတော်တဲ့လူတစ်ယောက်ပါတကယ်လဲတမတော်ပေါ်ချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါတကယ်လဲလေးစားစရာကောင်းတဲ့လူတစ်ယောက်ပါပဲနော်ဒါဦးစင်းတို့တင်လိုက်တယ်ပေါ့နော်73ရက်နေ့9လပိုင်း2025မှာစစ်မှုထမ်းအစားထိုးဖို့ကောက်ခိုင်းတာတရားဝင်ရဲ့လားဆိုတဲ့ခေါင်းစည်းလေးနဲ့သူတင်လိုက်တယ်ဗျာနော်ဘာတင်လိုက်တာလဲဆိုလို့ရှိရင်မိထီလာမျိုးနယ်တဲကရွာတွေမှာတဲ့ပြည်သူစစ်မှုထမ်းလူစားထိုးဖို့ငွေတွေကောက်နေတယ်လို့သိရပါတယ်တဲ့ယောက်ျားလေးရှိတဲ့အိမ်ဆိုရင်တဲ့9000တဲ့နိုင်ငံခြားရောက်နေတဲ့အိမ်ဆိုရင်8000ယောက်ျားလေးမရှိတဲ့အိမ်ဆိုရင်3000ကောက်တယ်ဟုသိရပါတယ်သိရပါတယ်လို့ပဲရေးရနော်ပတ်စံပေးထားရင်ရွာထဲမှာလွတ်လပ်နေလို့ရမယ်ရွာအပြင်အခြားနေရာမှာအစွဲခံရရင်တော့အာမမခံဘူးလို့ကြော်ကြောင်သိရပါတယ်တဲ့ရွာဒီမှာပတ်စံတွေကောက်ခိုင်းပြီးတဲ့အဲ့ဒီပတ်စံတွေအခြားနေရာတွေမှာလူစားထိုးထည့်တယ်တဲ့တရားဝင်ရလားဘယ်သူတွေလုံနေတာလဲတဲ့လူစားထိုးတယ်ဟုဆိုရမှာလဲညနေအလုတ်တော့အလုတ်ပြန်လမ်းပေါ်မှာတွေ့တဲ့လူငယ်တွေကိုဖမ်းဆီးပြီးထည့်နေတာပြည်သူတွေမှာစိတ်မလုံခြုံကြတော့ပါဘူးတဲ့အေးချမ်းတဲ့ထီလာမျိုးမှာညဘက်စစ်မှုထမ်းအစွဲခံရမှာစိုးရင်တော့လူငယ်တွေညဘက်အပြင်မထွက်ရတဲ့ကြတော့မထွက်ရဲကြတော့မျိုးကတဲ့တိတ်ဆိတ်၆ကတ်လို့နေပါတယ်တဲ့လက်တော်လောကတဲ့ထွင်းညိုလူတိုးကိတ်မှာတဲ့ပြည်သူစစ်မှုထမ်းအပြေးလူငယ်တယောက်ဖမ်းမိတဲ့လူငယ်ကိုစစ်ဆေးတော့မိထီလာတက်ထဲမှာပေါ့နော်တက်နိုင်မယ်တော့မထဲတော့ဘူးမိထီလာတက်ထဲမှာစစ်မှုထမ်းမပါအောင်လုပ်ပေးမယ်380ပေးဟုပြောယူပေးခဲ့ကြောင်း၎င်းတက်ထဲမှာကားနဲ့ခေါ်ထုတ်ပေးခဲ့ကြောင်းစစ်ဆေးမင်းမြန်းချက်ရသိရပါတယ်တဲ့ငွေယူပြီးတရားဝင်မလုပ်ပေးပဲခိုးထုတ်တော့အဖမ်းခံရတဲ့လူငယ်အနေနဲ့ငွေလဲပေးရသေးအရေးယူလဲခံရသေးဖြစ်ပြီးပါဝင်ပတ်တဲ့သူများကိုတာဝန်ရှိလူကြီးမင်းများမှဖော်ထုတ်အရေးယူဖို့လိုနေပါပြီတဲ့တာဝန်ရှိလူကြီးမင်းများမှာပေါ့နော်ဘသူတွေပဲအဆင့်ထိပါဝင်ပတ်တဲ့ပြီးလှုပ်ရှားနေလဲဆိုတော့ဖော်ထုတ်ဖို့လိုမှထင်ပါတယ်တဲ့အခုရွာတွေကငွေကောက်တာခံမှန်းပြင်းမြ4000ပဲထားပါအောင်တဲ့တရွာမှာအင်ဂျီ100အနည်းဆုံးနဲ့တွေ့အောင်တဲ့မိထီလာမှာတိုက်နယ်4ခုကျေးရွာပေါင်း58အုပ်စုကျေးရွာပေါင်း389ရွာရှိတယ်တဲ့တရွာတင်အင်ဂျီပြင်းမြ100ပဲတွေ့မယ်ဆိုရင်4000တို့4ပေါင်း340ရတယ်ပေါ့နော်အဲ့တော့ရွာပေါင်းဘယ်နှရွာကောက်ခိုင်းတယ်လဲတော့မသိရသေးပါဘူးတဲ့အသက်18နှစ်35အတွင်းမလွဲမသွေစစ်မှုထမ်းရမှာပဲအခုလိုတွေငွေပေးလိုက်လုံးဝစစ်မှုမထမ်းရဘူးလို့ဘယ်သူမှအာမမခံပါဘူးတဲ့အခုလိုရွာတွေကိုဘယ်သူကပတ်စံကောက်ခိုင်းတာလဲအဲ့ဒီငွေတွေဘယ်ရောက်သွားလဲစစ်မှုထမ်းဥပဒေအကြောင်းပြလှုပ်ရှားနေကြခြင်းမှမိထီလာမြန်မာကင်းဝေးကြပါသေးတဲ့ဇော်ယူထွင်းနဲ့ပေါ့နော်ဇော်ယူထွင်းပေါ့နော်ဒီတခါကြီးကအဲ့ဒါလေးနဲ့တင်လိုက်တယ်ပေါ့နော်အဲ့ဒါတင်လိုက်တော့ဒီမိထီလာကနေမှအဖွဲ့မိထီလာမဆာဘာလာဖွဲ့ဝင်လာပေါ့ရမဆာဘာကောင်းစီလာပါမလို့အဲ့ကိုဇော်ယူထွင်းကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုနဲ့905နဲ့ဆွဲလိုက်တယ်လို့ဦးဇင်းတို့ဒါ73ရက်နေ့ကတင်တာပေါ့ဗျာလွန်ခဲ့တော့3-4တပတ်လောက်5ရက်လောက်ကဆွဲလိုက်တယ်လို့ဦးဇင်းတို့ကြားသိရတယ်ဗျနော်တကယ်လဲဒီလူကတော့တဲ့အဲ့ဒီမိထီလာမျိုးမှာသူဒီလိုမတင်ခင်ပေါ့နော်ရင်အပတ်မှာလဲမလိုင်ကဘိုလ်မှုတယောက်နဲ့သူမိထီလာဂိတ်မှာဘိုလ်မှုကနေမှနည်းနည်းလဲဘိုလ်မှုကမူးလာအောင်ကြားတယ်ပေါ့နော်ကားစီးလာတယ်ကားမှန်ချခိုင်းတယ်ဘုံမှန်းတော့ဗက်တိမှာလေးဗျာရက်ဝက်နေဆိုတော့အဲ့တော့အမြန်လမ်းမှာဒီလိုခြုံငုံပြီးရဲကားတွေလည်းအပြစ်ခံရတာပေါ့ဗျာရဲကားအမြန်လမ်းမှာပြေးတက်လာတယ်အဲ့တော့ညီသူများနဲ့သူကအနေနဲ့တော့ဒီဟာကမှန်လေးချပေးဖို့အတွက်မေတ္တာရက်ခံတယ်မေတ္တာရက်ခံတာမှာဘုံကလည်းအဲ့မှာကလှက်ပြီးမှချင်းတင်ဖြစ်ကြပေါ့နော်ဖြစ်ကြအဲ့မှာချင်းတင်ဖြစ်တော့သူအဲ့မှာဖြစ်ကြတယ်ပေါ့ဗျာဖြစ်ကြအချိန်မှာသူအဲ့ကိုစောထွန်းနေဦးစင်းစီဖုံးဆက်တယ်အဲ့မှာဦးစင်းလည်းချက်ချင်းလည်းငယ်မိထီလာဘုံမှုစီဖုံးဆက်တယ်တခါကြီးမှားတယ်ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးအဲ့တော့တောင်းပန်လိုက်ပါတခါကြီးဆိုသူလည်းအဲ့ဒီဘိုလ်မှုလဲယောက်ျားကောင်းပီတာတယ်လို့ပဲပြောရမှာပဲဦးစင်းကအေးဆေးဆေးပြောသူကိုယ်တိုင်လဲသွားပြီးမှတောင်းပန်တယ်ဒါရုံးထီသူတောင်းပန်တယ်ပေါ့နော်ကိုစောထွန်းကတော့ဒါခွန်းလွတ်တယ်ခွန်းမလွတ်ဘူးဆိုတော့အစားတော့ဦးစင်းကတော့ချင်းပြေးလဲစေချင်တာဟုတ်ပြညီညွတ်စေချင်တာဟုတ်နော်ဒီတောင်းပန်တာကတော့ဦးစင်းတို့သိတယ်ဒါနဲ့ဒီဗီဒီယိုဖိုင်နဲ့ပြင်ပြီး line မော်တော့တစ်ခုတက်လာတယ်လို့ဒါမိရင်ရှင်မှာနော်ကျွမ်းလာမိရင်ရှင်ကောက်ကနေစောစောတွေ့လိုက်ရတယ်တခါတယောက်ကပို့တဲ့အတွက်ကြောင့်
ဒီလိုတွေးလိုက်တော့တစ်ဖက်အားရသွားတာပေါ့ဗျာနော်တစ်ဖက်အားရသွားတာပေါ့လူတင်နေတော့ဦးဇင်းတို့လည်းမပြောတတ်ဘူးတစ်ဖက်တရောဒါတွေကိုလိုတော်လိုပေါ့နော်ဘုံမှုတွေကဒီလိုမျိုးလားဘုံမှုတွေကဒီလိုပြည်သူစစ်တွေဘလို့အနိုင်ကျင့်တာလားဆိုတဲ့စကလုံးတွေတော့ဖြစ်သွားတာပေါ့နော်ဒါစိတ်တော့မကောင်းပါဘူးတင်လိုက်တဲ့အတွက်ကြောင့်နော်အဲ့တော့ပြောချင်တာကကိုစောယူထွန်းဒီနိုင်ငံတော်မှာတာဝန်ထမ်းဆောင်နေတဲ့ဒီချိန်ကတကယ်စစ်သားကောင်းတစ်ယောက်ပါပဲခုလဲမိထီလာမျိုးမှာအာကိုအားထားရတဲ့ပြည်သူစစ်ကောင်းဆောင်တစ်ယောက်လို့ဦးစင်းတို့ကတော့တုံးတက်ချင်ပါတယ်ဗျာနော်ဒါကြောင့်နိုင်ငံတော်ကြီးကဲများအနေနဲ့တူတင်တဲ့ဟာနိုင်ငံတော်ကြီးကဲလူကြီးမင်းများအနေနဲ့ထိရောက်စွာရေးယူပေးပါလို့တင်ရင်းဖြစ်ပါတယ်အဲ့တော့ဒီလိုကိုချင်းဒီ905နိုင်ငံတော်ကြီးညိုပြက်စေတာလားဒါမှမဟုတ်အမြင်ကတ်မုံနဲ့ဟူစောကမလိုင်ရဘုံမှုကိစ္စနဲ့ပဲဆက်ဆံမှုမှန်အချင်းချင်းဒီကောင်ဒီလိုအမြင်ကတ်တယ်ကွာတကယ်ချင်းဒီလိုပတ်စင်ရှင်းချင်းကွာလှုပ်လိုက်ကွာဆိုမှတွေးလို့တလားဆိုတော့ဦးစင်းတို့အနေနဲ့ဝေခွဲမရဖြစ်နေရပေါ့နော်ဒါနဲ့ပတ်သက်ပြီးမှတောင်တာလေးဆရာတော်ကိုယ်တိုင်ကလည်းဒါရေးပြီးမှတင်ထားတာလည်းတွေ့ရတယ်ဦးစင်းကိုယ်တိုင်လည်းတောင်တာလေးဆရာတော်ရေးတဲ့စာလေးကိုတယ်လီဂရမ်မှာတင်ထားတာတော့ရှိပါတယ်ဗျာနော်ကိုစောဦးထွန်းရဲ့ခံယူချက်ကိုလည်းမနေ့ဖြန်မှာဦးစင်းဆက်ပြီးမှတင်ပါအောင်မယ်ဗျာအားလုံးဒါပါပဲဗျာ